안녕하세요, 여러분. 미니아로 디제로 비사고롱고 땡땡게 번호 디니로 디제로 따라오 사토메 번호 삐오체 구레 말에 사울리 뽀비 타라무로 비의 유쇠 봉 유쇠 니리리올레 어마 지로 야에 너 디제레 미니아 세비아게 베메 데사지 제네 두게အတွက်လည်း 디제 ဒီလိုမျိုးလေးစာအုပ်ထဲမှာထည့်ပြီးရေးပေးထားတာမို့လို့ကြည့်ကျင်နေဆိုရင်ကြည့်လို့ရပါတယ်เนาะကဲဒါဆိုရင်ဒီနေ့တော့ 디제로 따라တွေကိုဆက်သွားမယ်ပေါ့เนาะကိုရီးယားစာမှာတော့တရားစုစုပေါင်းက10လုံးရှိရပါတော့တရားကိုကိုရီးယားလိုကတော့မိုအွန်းလို့ခေါ်တယ်เนาะမနေ့ကတော့ဘီကိုကိုရီးယားလိုဆိုရင်ဂျာအွန်းလို့ခေါ်တာကိုပြောပြခဲ့တယ်เนาะဒီနေ့တရားကိုတော့ကိုရီးယားလိုမိုအွန်းလို့ခေါ်တယ်ဒါလေးတွေကတော့ဝူဒုဒအနေနဲ့ share ပေးတာပါเนาะကဲဒါဆိုရင်ကြည့်ရအောင်တရား10လုံးကဘာတွေလဲဆိုလို့ရှိရင်ပထမအဆုံးတစ်လုံးကတော့တစ်ချက်တို့အာအားကြတော့ဒီလိုမျိုးလေးရေးဆွဲပုံလေးတွေလည်းသူကလေလွယ်တယ်เนาะဒီလိုမျိုးတစ်ချက်ဆွဲမယ်ပြီးအနေကနေဒီလိုမျိုးလေးဒါဆိုရင်နော်ဒီလိုမျိုးလေးဖြောင်လေးဆွဲမယ်ပြီးရင်အလဲရဒီလိုမျိုးလေးနော်ဒါဆိုရင်ဒါကကဲနောက်ထပ်တစ်လုံးကကြတော့ရာရာကကြတော့ဒီလိုမျိုးပုံစံလေးကိုပဲဆိုတာနှစ်ခုဖြစ်သွားတာပေါ့နော်တစ်ချောင်းလေးမဟုတ်တော့ဘဲနဲ့ခြေတို့ဘေးမှာနှစ်ချောင်းလေးထွက်ပြီးတော့ဆွဲပေးရအောင်နော်ဒါလေးကတော့ရာပေါ့နော်ဒီဆက်ဆွဲတော့လဲအရှိကြီးဆွဲစရာမလိုဘူးเนาะခြေဒီထဲမှာဆိုတော့နည်းနည်းဆွဲရတာအဆင်မပြေကဲဒါဆိုရင်ပထမတစ်လုံးကနောက်ထပ်တစ်လုံးကကြတော့ရာရာเนาะနောက်ထပ်တစ်ခုကကြတော့အောကကြတော့ဒီထဲတို့ရဲ့ပြောင်းပြန်ပုံစံလေးပေါ့เนาะကကြတော့ဒီဘက်ကိုလှည့်တယ်ဆိုရင်ကကြတော့အထက်ကိုပြန်လှည့်ထားတဲ့ပုံစံမျိုးအဲ့တော့သူ့ကိုဒီလိုမျိုးလေးပဲဆွဲမယ်ဒီလိုမျိုးလေးเนาะတက်ဆွဲမယ်ပြီးရင်ဒီဘက်ကိုလှည့်ဒီခါကြတော့เนาะဒါကကြတော့နောက်ထပ်တစ်လုံးကကြတော့ရောကလည်းဒီလိုပဲရှာရဲ့ဖြောင်းမြန်ပုံစံလေးပေါ့နော်ဒီလိုမျိုးလေးဆွဲမယ်ပြီးရင်ဒီထဲကိုပြန်လှည့်တဲ့ပုံစံလေးနော်ဒါဆိုရင်ရောနော်ဒီမှာလည်းတစ်ချက်ရေးဆွဲပုံလေးထည့်ပေးထားပါတယ်နော်။ဘာလေးကိုရင်ဆွဲပြီးမှဘာကိုဆွဲရမလဲဆိုတာကိုများလေးငယ်ချက်ပြထားပေးရနော်။ကဲဒါဆိုရင်ရာရောနော်ကဲနောက်ထပ်တစ်လုံးကကြတော့ကကြတော့အင်္ဂလိပ်အခရာတီလေးကိုမှတကယ်တော့ဇောက်ထိုးလေးရေးထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကြတော့နော်ဒီလိုမျိုးလေးဟုတ်ပြီနော်ဒီလိုတက်ဆွဲမယ်ဒီလိုမျိုးလေးပိတ်လိုက်မယ်ဒါလေးကနောက်ထပ်တစ်လုံးကကြတော့ရိုးကကြတော့ဒီလိုမျိုးပဲမြင်းပြိုင်လေးနှစ်ခုဆွဲပြီးတော့အောက်ကနေပိတ်မယ်နော်ဟုတ်ပြီနော်အဲ့တော့ရှာရောရိုနောက်ထပ်တစ်လုံးကကြတော့ဥကတော့ဒီချေရအင်္ဂလိပ်အခရာဒီနဲ့တူရပေါ့နော်ဒီမျိုးလေးနော်ဒါဆိုရင်ဒါကဥနော်နောက်ထပ်တစ်လုံးကကြတော့ယူကလည်းဒီလိုမျိုးပဲထည့်ဆွဲမယ်ပြီးရင်ဒီလိုနှစ်ချောင်းဆွဲချလိုက်နော်ဒါဆိုရင်ယူပေါ့ဒါလေးကနော်အဲ့တော့ရှာအောရောအိုရိုဥယူကဲနောက်ထပ်ကျန်တဲ့နှလုံးပေါ့နော်ကဲရှေ့နောက်နောက်ဆုံးတစ်လုံးရဲ့အရှိရဟာလေးဆိုရင်ချယ်တို့ကလို့အတန်ထွက်တယ်နော်အဲ့ဒါဆိုရင်တော့ဒီလိုမြင်းလေးတစ်ချောင်းဆိုရင်ရပြီနော်ဒါဆိုရင်လို့အတန်ထွက်တယ်နော်ပြီးလို့ရှိရင်နောက်ဆုံးတစ်လုံးကတော့ ပေါ့ ကတော့ဒီလိုမျိုးဒုတ်ချောင်းလေးတစ်ချောင်းဆွဲတဲ့လိုမျိုးပဲနော်ဒါဆိုရင် လို့တန်ထွက်တယ်ဟုတ်ပြီနော်ခြေကတော့ဒီမှာအောက်မှာမြန်မာလူလေးတွေရေးပြထားပေးမယ်ခြေမနေ့ကပြောသလိုမျိုးပဲအတန်ထွက်တဲ့အခါမှာတော့တက်နိုင်သလောက်မြန်မာလူရေးထားတာတွေကိုမကြည့်ပဲနဲ့အတန်ထွက်ပေးမယ်နော်အဲ့တော့ကိုရီးယားစာရဲ့တရားအစုစုပေါင်း10လုံးကဘာတွေလဲဆိုလို့ရှိရင်ရှာအောရောအိုရိုဥယူဟုတ်ပြီနော်ဒီနေရာမှာအတန်ထွက်လေးရမြန်မာကျောင်းသားတွေတော်များများအတန်ထွက်တာခက်ကြရပါတော့ဒါပေမဲ့စူးစမ်းပြီးထွက်ကြည့်ပြီးသူကလည်းမဟုတ်ဘူးเนาะဒါတစ်ချက်ကဖတ်ရဟိုမှာဖြစ်အောင်လို့ဒါရေးပေးထားအမှန်တကယ်ဆိုတဲ့အတန်မျိုးပေါ့နော်เนาะသွားပြီးစီပြီးတော့ထွက်တဲ့အတန်မျိုးဆိုပြီးတော့အတန်ထွက်တယ်နော်ကဲအဲ့ဒါဆိုတစ်ခါပြန်ပြောပြမယ်တရား10လုံးကဘာတွေလဲဆိုရင်ရာအောရောအိုရိုဥယူအီဟုတ်ပြီနော်ကဲအဲ့ဒါလေးကိုဒီမှာရေးဆွဲပုံလေးတွေလည်းအောက်မှာပါတယ်အဲ့ဒါလေးတွေကိုလည်းမနေ့ကချက်ပြောသလိုမျိုးပဲကိုမှတ်မိတဲ့အထိ
ရေးပြီးတော့ကြက်မယ်ရေးပြီးကြက်ထားတဲ့ဟာလေးကိုလည်းဒီ share ကိုပြပေးမယ်ပြီးတော့အတန်ဖိုင်လေးလည်းဒီ10လုံးကိုအတန်ထွက်ထားတဲ့ဟာလေးကိုလည်းပို့ပေးမယ်အဲ့ဒါမှ share ကအတန်ထွက်မှန်လည်းဆက်ပေးလို့ရမယ်ရေးထားတဲ့ဟာကကြတော့ရေးဆွဲပုံရေးဆွဲနည်းလေးမှန်လားဆိုတာသိချင်လို့ဒီ share ပို့ခိုင်းတာပေါ့နော်ကဲဒါဆိုရင်ဒီနေ့ကတော့ဒါတရ10လုံးကိုဒီ share ပြပြသွားပေးရအောင်နော်ဒါကတော့စင့်ပွားတရတွေကထပ်လာလိမ့်မယ်နော် share အများကြီးမတင်ပေးဘူးဆိုတာကအရန်များသွားမှတ်မိမှာဆိုလို့ပေါ့နော်အဲ့တော့မနေ့ကဒီ16လုံးဒီနေ့ကတရ10လုံးနော်ဒီတစ်ပတ်မှာအဲ့ဒီနှစ်ခုကိုမှတ်မိအောင်လုပ်မယ်နောက်တစ်ပတ်ကြာလို့ရှိရင်ဒီ share တို့ဆက်ပြီးတော့ဒီစင့်ပွားတရတွေပြီးရင်ဒီလိုဘီနဲ့တရပေါင်းဆက်ပုံလေးကိုဆက်ပြီးတော့သွားမယ်နော်ကဲဒါဆိုရင်မသိတာရှင်လဲလာမေးမယ်မရှင်းတာရှင်လဲဒီ share ကိုလာမေးမယ်နော်그럼오늘도수고하셨습니다감사합니다여러분